Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဖို့နောက်ထပ်ရောက်ရှိတဲ့နေရာလေးတစ်ခုကတော့ဖန်မျိုးရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ရတိပြန်ကူဖြစ်ပါတယ်အခုကျမတို့အဖွဲ့ကရတိပြန်ကူကိုရောက်ရှိနေပါပြီဒီရတိပြန်ကူပါဆိုလို့ရှိရင်လည်းဒါဖန်မျိုးရဲ့အထင်ကရတမိုင်းဝင်ရှေးဟောင်းအမွေညက်ထဲကတစ်ခုလည်းဖြစ်ပါတယ်ရတိပြန်ကူအထဲမှာကူထဲကိုတောက်ဖို့အတွက်ဒီလိုမျိုးလှေကားလေးတွေနဲ့တက်ပြီးတော့တွားရပါတယ်လှေကားနည်းလေးတော့များတယ်ရှင်ဒီလိုပဲစူးစမ်းပြီးတက်သွားကြရတယ်ပေါ့နော်မိုးရင်းဆိုတော့ပေါ့နော်မချောအောင်တော့ဗီယူဆိုင်ပြီးတော့မှထက်ကပါတယ်ဒါအပေါ်သတိပြန်ကူတဲ့ကိုရောက်ရှိလာပါပြီဒီမှာဆိုရင်ဒီညူဖွေရဘုရားဆင်ပြုတော်တွေကိုဖူးမြော်အောင်ဖြစ်ပါတယ်ဒီအပေါက်လေးကကြတော့ဒီကူထဲမှာပေါ့နော်တရားကျင့်ကြံနေတဲ့ရသေးကြီးကနေပြီးတော့ဇန်ရပြီးတော့ဒီအပေါက်လေးကနေပြန်သွားတယ်လို့ပြန်ထွက်သွားတယ်လို့ဒေတာခန်တွေရဲ့ပြောကြားချက်အရသိရတယ်ပေါ့နော်ဒါကြောင့်မို့ဒီကူကိုအဲ့လိုအစွဲပြုပြီးတော့မှရသေးပြန်ကူလို့ခေါ်ကြတယ်လို့သိရပါတယ်ရှင်ရသေးပြန်ကူကတော့ကျမတို့နေကင်းပိုင်းကတွားခဲ့တဲ့ကော့ကွန်းကူထဲနည်းနည်းလေးပို့ပြီးတော့မှရှည်တယ်ရှင်သူကကြအတွင်းပိုင်းထိလည်းဝင်လို့ရတယ်ပေါ့နော်အဲ့တော့ကျမတို့အဖွဲ့တွေကအတွင်းပိုင်းထိအောင်ဝင်ရောက်ပြီးတော့မှလေ့လာခဲ့ပါတယ်ရှင်ကိုရက်တွင်ထဲမှာဆိုရင်လည်းဒီလိုကြည်ညိုပွေရကောင်းတဲ့ဘုရားဆင်းသူတော်တွေကိုထုလုပ်ပြီးတော့ပူဇော်ထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ကိုထဲမှာတော့အခုလိုမျိုးလှေကားလေးတွေအတက်အဆင်းလေးတွေရှိတယ်ပြီးတော့ FA တွေအတွက်လည်းအထူးပြုလုပ်ထားတယ်ဒီလိုထိုင်ကုန်လေးလည်းတွေ့ခဲ့တယ်ပေါ့နော်ပြီးတော့ဒီကူပေါက်လေးကိုထွက်လိုက်ပြီးဆိုတာနဲ့တောက်အုပ်လေးကိုဖြတ်တန်းဆက်လုပ်ထားတဲ့တရားလေးကိုလည်းတွေ့အမှာဖြစ်ပါတယ် Holy prayer on the dayမြင်နေတဲ့ဗဒင်းကစီပဲတွားလုံးမကြည့်ပြောလိုက်ချင်ကိုရည်တဲ့မိုးစက်တွေလေအခုကတော့ကျမတို့ကအလဝမ်အင်းထဲမှာဖောင်စီးချမယ်အစီအစဉ်လေးဖြစ်ပါတယ်ကျမတို့ရေလည်းမကူတတ်ဘူးရေလည်းကြောက်တယ်ဒါပေမဲ့ကျမတို့ဖောင်စီးရတာအရန်ပျော်တယ်ကျမတို့တငယ်ချင်းတွေနဲ့ပေါ့နော်မှတ်တရလေးတွေကျမတို့ဒီဖောင်ပေါ်မှာပဲဖန်တီးခဲ့တာဖြစ်ပါတယ်အရန်လည်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ရှင်